ကိုရီးယားနိုင်ငံမှာလာဘူးဘူးလို့ခေါ်တဲ့အယုတ်ကို TV မှာကြေညာပြီးရောင်းချခဲ့တယ်။ကြေညာတဲ့သူကမင်းမကြေနဲ့တဲ့သူရဲ့နာမည်ကိုအယုတ်မှာကတ်လိုက်ပြီးအယုတ်ကိုနာကျင်အောင်လုပ်မယ်ဆိုရင်မင်းမကြေနဲ့တဲ့သူကနာကျင်မှုကိုတကယ်ခံစားရမယ်ဆိုပြီးပြောခဲ့တယ်။ဒါကိုမြင်သွားတဲ့အန်နာကလန့်သွားပြီးကြောက်နေခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအယုတ်တွေကလွန်ခဲ့တဲ့ရက်အနှဲငယ်ကသူကိုယ်တိုင်လှုပ်ထားတဲ့အယုတ်ဖြစ်နေခဲ့တယ်။ရက်အနှဲငယ်ကအန်နာကလက်နဲ့ထိုးတဲ့အယုတ်100လုပ်ပေးဖို့အော်ဒါရခဲ့တယ်။လောက်ခိုင်းတဲ့သူကအန်နာကိုစာတစောင်ကိုအယုတ်တရုတ်လုပ်ပြီးတိုင်းဖက်ပေးရမယ်ဆိုပြီးပြောခဲ့တယ်။လက်ခံရင်ဒေါ်လာ1000ထိပေးမယ်လို့ပြောခဲ့တယ်။အန်နာကလည်းလက်ခံခဲ့ပြီးအယုတ်ပေါင်း100ကိုနေ့ရောညရောလုပ်ခဲ့တယ်။ဒါပေမဲ့နောက်ဆုံးအယုတ်ကိုလုပ်တဲ့အချိန်မှာတော့ဓာတ်ရှသွားခဲ့ပြီးသူ့ရဲ့သွေးကရုပ်ပေါ်ကိုကျသွားခဲ့တယ်။ထူးဆန်းစွာပဲအယုတ်ကသွေးကိုဆုပ်လိုက်ပြီးအန်နာကလည်းနေ့ရောညရောအလုပ်လုပ်ခဲ့တာကြောင့်တတိလစ်သွားခဲ့တယ်။နောက်တစ်နေ့မှာတော့ထူးဆန်းတဲ့မျက်နှာဖုံးဝတ်ထားတဲ့သူတွေကရုပ်တွေကိုလာသိမ်းခဲ့တယ်။အယုတ်တွေလာသိမ်းတဲ့သူကတစ်တာတစ်လုံးကိုမိကြံသွားခဲ့တယ်။တစ်တာထဲမှာတော့ရီမုတစ်ခုနဲ့ရော့ဈေးကူပွန်တစ်ခုရှိနေခဲ့တယ်။ညနေဘက်မှာတော့အန်နာကကူပွန်ကိုတုံးချဖို့လုပ်ခဲ့တယ်။ TV ကိုဖွင့်လိုက်တဲ့အချိန်မှာတော့အန်နာကတုံးလှုပ်သွားခဲ့တယ်။ဘာလို့လဲဆိုတော့သူ့အယုတ်တွေကိုလာဘူးဘူးလို့နာမည်ပြောင်းတက်ပြီးရောင်းချခဲ့လို့ပဲ။